သူငြိမ်ကျသွားပြီးတော့လက်တွေကောက်လာလို့ရှိရင်သူ့နားကနေဝေးနေတယ်ကျွန်တော်6နှစ်သားလောက်တုန်းကအဖိုးနဲ့မန္တလေးကိုခီးသွားတော့ကြုံတွေ့ခဲ့ရတာပါအဖိုးကကျွန်တော်ကိုချစ်တော့ဘယ်နေရာမဆိုခေါ်သွားတယ်အဲ့တုန်းကအဖိုးအလောက်ကသူတွေနဲ့အတူတူသွားခဲ့ကြပါတယ်ကားကတော့မီနီဘတ်ကိုစီးလုံးငှားပြီးတော့သွားကြတယ်လူကတော့ရောက်20လောက်တော့ရှိပါမယ်အဲ့လိုနဲ့ကားကခီးတစ်ဝက်လောက်ကြတော့ရုတ်တရက်ကြီးထိုးရက်သွားခဲ့တယ်ညကလည်းမှောင်နေတော့တဲစရာလိုက်ရှာတဲ့အချိန်မှာဖုံးကြောင်တစ်ကြောင်ကိုတွေ့ပါတယ်ကျွန်တော်တို့ကအစ္စလမ်ဘာသာဝင်တွေဆိုပေမဲ့အလောက်ကသူတွေကဗုဒ္ဓဘာသာဝင်တွေများတော့သူတို့ကဖုံးကြောင်မှာပဲတဲကြမယ်ဆိုပြီးတော့ပြောပါတယ်အဲ့ဒါနဲ့အားလုံးဝင်သွားကြတယ်ပေါ့အဲ့မှာရှိတဲ့ဖုံးဖုံးကိုတဲဖို့ရှောက်ကြတယ်ပြီးတော့ဖုံးဖုံးကမေးပါတယ်ဘာစားပြီးကြပြီလဲတဲ့အားလုံးကလည်းဘာမှမစားသေးဘူးဆိုပြီးတော့ပြောတော့အဲ့ဖုံးဖုံးကအခန်းတစ်ခုထဲကနေပြီးတော့စားစရာအစုံယူလာပေးပါတယ်အဲ့အချိန်တော့အဖိုးကမူးမမှန်ဘူးဆိုပြီးတော့ဘာမှမစားပါဘူးကျွန်တော်ကအဲ့တုန်းကတော့ဘာသာမတူလို့မစားတာလို့ပဲထင်ခဲ့ပါတယ်အဲ့မှာအားလုံးကစားတောက်ကြပြီးတော့ခဏလေးနေရောအကုန်လုံးကအိပ်ပျော်သွားကြတယ်ကျွန်တော်နဲ့အဖိုးနဲ့ကဘာမှမစားထားတော့အဲ့လိုမပြောပါဘူးအဲ့လိုနဲ့အဲ့ဖုံးဖုံးကပထမတစ်ခေါက်လာမေးပါတယ်တကားတော့မအိပ်ကြသေးဘူးလားတဲ့အဖိုးကလည်းမအိပ်သေးဘူးဆိုပြီးတော့ပြန်ဖြေလိုက်တယ်နောက်ခဏကြာတော့ထပ်လာမေးပြန်ပါတယ်အဖိုးကလည်းစောနာအတိုင်းပဲပြန်ပြီးတော့ဖြေတယ်ပေါ့အဲ့လိုနဲ့တတိယတစ်ခေါက်လာမေးတဲ့အချိန်မှာကျွန်တော်အဖိုးကကျွန်တော်တို့ဒီညမအိပ်တော့ဘူးဆိုပြီးတော့ဖြေတော့မျက်နှာတစ်ချက်တင်းပြီးတော့ဖုံဖုံကပြန်ထွက်သွားပါတယ်ထူးဆန်းတာလူအယောက်20အထက်ဆန့်တဲ့ဖုံကြီးเจ้าဟာဖုံဖုံတစ်ပါးပဲရှိနေတာပါငါအဲ့လိုနဲ့မနဲ့နေထွက်ခါနေအလင်းရောင်လေးရတော့ကားစီကိုပြန်လာခဲ့ကြပါတယ်အဲ့မှာထူးဆန်းတာညလုံးဝကိုနှိုးလို့မရတဲ့ကားမနဲ့ကြတော့ချက်ချင်းနှိုးလို့ရသွားပါတယ်အဲ့လိုနဲ့အားလုံးဆက်သွားကြပြီးတော့လက်ဖက်ရည်ဆိုင်တဲ့ဆိုင်မှာမနဲ့စာဝင်စားကြတယ်အဲ့ဆိုင်မှာရှိတဲ့ဦးလေးကြီးကဒရိုင်ဘာနဲ့စကားပြောကြရင်လည်းဒရိုင်ဘာကညအကြောင်းပြောလိုက်တော့ဆိုင်ပိုင်ရှင်ကမျက်နှာပြတ်သွားပြီးတော့ဒီနားမှာဘာဖုံးကြီးเจ้าမှမရှိချောင်းပြောပါတယ်အားလုံးကလည်းတူရီကုန်ကြပြီးတော့အဲ့ညကတဲခဲ့တဲ့နေရာကိုပြန်သွားကြည့်ကြတယ်တကယ်ဘာဖုံးကြီးเจ้าမှမရှိဘဲနဲ့တုတ်တန်ကြီးပဲရှိနေခဲ့တာပါအဲ့လိုနဲ့အဲ့ကိစ္စကိုမေးလိုက်ကြပြီးတော့ခီးဆက်ကြတယ်မန္တလေးအရောက်မှာတော့ကားပေါ်ကသူတွေအကုန်လုံးဘိုင်းနာပြီးတော့အန်ကုန်ကြပါတယ်ကြက်ကုန်းလို့တော့အဖိုးကတော့ပြောတယ်ကြက်တွေကလူတွေရဲ့အမြင်ကိုလှည့်စားနိုင်နေဆိုပြီးတော့လည်းပြောပါတယ်အဲ့တုန်းကကျွန်တော်ကငယ်သေးတာဆိုတော့အကြောင်းအကုန်လုံးကိုမမှတ်မိဘူးဒါတွေကအဖိုးပြပြလို့ပြန်ပြီးတော့တေချာတီးခဲ့ရတာပါဒီအကြောင်းအလေးကိုတော့ကျွန်တော်အခုပြထားတဲ့ကောက်ပါရှင် brother တယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားတာပဲဖြစ်ပါတယ်ဒီအကြောင်းအလေးကိုခုလိုမျိုးပေးပို့ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာခဏလေးဗီဒီယိုကျွန်တော်တို့တငယ်ချင်းတွေမျိုးတွေကတေးချောက်တဲ့အပင်စီကိုတေးခေါ်ဖို့ဆိုပြီးတော့တွားကြပါတယ်သွားတာကတော့စိုက်ကင်နဲ့တွားပြီးတော့ခေါ်ဖို့တော့ဝက်သားထုတ်ထိုးတွေဝယ်သွားကြပါတယ်ဟိုရောက်တော့ဖျောင်းနိုင်နေထုံးပြီးတော့ရှင်းလာစားဆိုပြီးတော့ခေါ်ကြတယ်နောက်ပြီးတော့ရောက်လို့ရှိရင်လည်းတခုခုလှုပ်ပြဆိုတော့မီးထုံးထားတဲ့ဖျောင်းနိုင်တွေအကုန်လုံးကငိမ့်ကုန်ပါတယ်အဲ့ဒီအပင်ကြီးကမျိုးပြင်ဘက်မှာရှိတဲ့အမိုက်ဆုပ်ပြတဲ့နေရာမှာရှိတာဆိုတော့အဲ့နားမှာတုတ်ပြားအဆုပ်တွေလည်းရှိပါတယ်ကျွန်တော်တို့လည်းဖျောင်းနိုင်ကိုပဲမီးငိမ့်ပြနိုင်တာလားဆိုပြီးတော့ပြောင်ဆက်ဆက်လုံနေတော့မှတုတ်ပြားနင်းတံကိုကြားလိုက်ပါတယ်အဲ့နဲ့ကျွန်တော်တို့လည်းလှည့်ကြည့်လိုက်တဲ့အချိန်မှာတုတ်ပြားပေါ်မှာစောင်းကြောင်ကြီးထိုင်နေတာပါကတုံနဲ့လူကြီးတယောက်ပစိုးကအကွက်နဲ့မျက်နှာကလည်းဖြူစွတ်နေတယ်အဲ့တော့မှအကုန်လုံးကြောက်ပြီးတော့ပြေးကြပါတယ်အဲ့ဒါကိုကျွန်တော်တို့တငယ်ချင်းတွေကတယောက်ကကျွေးထားတဲ့ဝက်သားတုတ်ထိုးယူပြန်ပြီးတော့ယူလာတယ်ကျွန်တော်တို့ကတငယ်ချင်း9ယောက်စိုက်ကယ်2စီးနေပါအဲ့ဒီဝက်သားတုတ်ထိုးယူလာတဲ့တယောက်စီးတဲ့စိုက်ကယ်မှာနောက်ကနေပြီးတော့လိုက်လာတာကိုကျွန်တော်တို့စီးလာတဲ့စိုက်ကယ်ပေါ်ကနေမြင်နေရပါတယ်ဒါပေမဲ့သူတို့2ယောက်လုံးကဘာမှမသိဘူးဒီတိုင်းပဲမောင်းနေကြတာပါကျွန်တော်တို့ပြောလို့ရှိရင်လည်းသူတို့ဘာတွေလာစနေတာလဲဆိုပြီးတော့မယုံကြပါဘူးနောက်ရက်ကျတော့ကျွန်တော်တို့တရေခေါ်ခဲ့တဲ့9ယောက်လုံးပုံနဲ့နေရပြီးတော့အဲ့လူကြီးကိုလည်းမကြာခဏမြင်ရပါတယ်အဆိုးဆုံးကတော့ဝက်သားတို့ထိုးကိုပြန်ယူလာပြီးတော့စားတဲ့တငယ်ချင်းကသတိပါလစ်သွားပြီးတော့ဆေးရုံတင်လိုက်ရတဲ့အထိကိုဖြစ်ခဲ့တာပါဆေးရုံမှာသတိပြန်ရလာတော့လေတူလာနေတယ်ဆိုပြီးတော့ပဲအော်နေပါတယ်နောက်တော့ကျွန်တော်တို့မိဘတွေစုပြီးတော့ဗီဒင်သွားမိကြတယ်အဲ့တော့မှဝက်သား2ပိတ်တာအမေသား3ပိတ်တာကိုအဲ့အပင်ရောက်မှာတွားကြွေးခိုင်းပါတယ်တောင်းလဲတောင်းပန်ခိုင်းတယ်အဲ့တော့မှအရာအားလုံးအဆင်ပြေသွားခဲ့ပါတယ်အဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေပြောတာကတော့အဲ့လူကြီးကအဲ့အပင်မှာဆွဲကြိုးချပြီးတော့တေးခဲ့တာတဲ့ဒါကတော့ကျွန်တော်2019တုန်းကကြုံတွေ့ခဲ့ရတာပါဒီအကြောင်းအလေးကိုတော့ကျွန်တော်ခုပြထားတဲ့ကောက်ပိုင်ရှင် brother တယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားတာပဲဖြစ်ပါတယ်ဒီအကြောင်းအလေးကိုခုလိုမျိုးပေးပို့ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာခဏလေးဗီဒီယိုကျွန်တော်မဟုတ်ပဲနဲ့ကျွန်တော်တငယ်ချင်းတယောက်ပူကက်ခံခဲ့ရတဲ့အကြောင်းပါကျွန်တော်တို့ကဘာသာရေးကျောင်းတစ်ခုမှာကျောင်းတက်ပါတယ်ကျောင်းဖွင့်ပြီးတော့2 ဝက်လောက်လဲကြာတော့ကျွန်တော်တို့ကျောင်းကိုကောင်လေးတယောက်ကျောင်းပြောင်းလာခဲ့တယ်သူ့ရဲ့ပုံစံလူကောင်တေးသေးလေးနဲ့ရိုးရိုးအေးအေးလေးပါသူရောက်လာပြီးတော့တပတ်လောက်လဲကြာတော့ကျွန်တော်တို့နဲ့ခင်သွားပါတယ်
ကျွန်တော်တို့လည်းဘာလို့ဟိုဘက်ကျောင်းကနေပြောင်းလာလဲဆိုပြီးတော့မေးပါတယ်သူကအစားတော့မပြောပြခြင်းဘူးနောက်တော့မှသူကပြောပြပါတယ်သူပြောပြတာကသူ့စီမှာပူးကတ်နေတဲ့အရာရှိတယ်ဆိုပြီးတော့ပြောပါတယ်ကျွန်တော်တို့လည်းဆက်ဆက်ကြားချင်းမယုံမဲနဲ့ဝိုင်းရပါတယ်အဲ့တော့မှသူကဆက်ပြောတယ်ဟိုဘက်ကျောင်းမှာတော့ကလည်းစာဖက်နေနေပူးကတ်ပြီးတော့ဆရာတွေပါထိခိုက်ပြီးတော့ပြောင်းလာတယ်လို့ဆိုပါတယ်နောက်ပြီးတော့သူကဆက်ပြောပါသေးတယ်သူငြိမ်ကျသွားပြီးတော့လက်တွေကောက်လာလို့ရှိရင်သူ့နားကနေဝေးနေတဲ့သူအဲ့လိုပြောပြီးတော့မကြပါဘူးတရက်ကြတော့သူကကျောင်းကိုအစောကြီးရောက်ပြီးတော့စာကြက်နေတယ်ကျွန်တော်တို့နဲ့လည်းစကားတွေပါပြောပြီးတော့အရာအလုံးကပုံမှန်ပါပဲဒါပေမဲ့ကျောင်းတက်ပြီးတော့45မိနစ်လောက်လေကြာတဲ့အချိန်မှာသူ့ပုံစံမူမှန်တော့ပါဘူးကျွန်တော်တို့ရဲ့စာတင်ကုန်းကတယောက်ချင်းစီပဲထိုင်ရတဲ့ခုံမျိုးပါကျွန်တော်ကသူ့ဘေးရဲ့နှခုံကျော်မှာထိုင်နေကျွန်တော်တို့လည်းအစသတိမထားမိပါဘူးဒါပေမဲ့သူ့နဲ့ဘေးချင်းကပ်ထိုင်တဲ့တယောက်ကကျွန်တော်တို့ကိုပြောပါတယ်သူ့စီကညီးတန်ကြားပြီးတော့သူ့ရဲ့မျက်နှာတစ်ခုလုံးကလည်းနီရဲနေတယ်တဲ့သူကအသားဖြူတော့တော်တော်လေးကိုသိတာပါတယ်ကျွန်တော်တို့အားလုံးလည်းဘာမှမလုပ်ဘဲနဲ့သူ့ကိုသတိထားပြီးတော့ကြည်နေကြတယ်နောက်ပြီးတော့သူပြောခဲ့သလိုမျိုးပဲသူ့ရဲ့လက်တစ်ဖက်ကကိုးနေပါတယ်ကျွန်တော်တို့ကြည့်နေတော့မှညီးတန်ကြီးကတဖြည်းဖြည်းကျဲလာတယ်အတန်ကလည်းသူ့အတန်မဟုတ်တော့ဘဲနဲ့အော်ကြီးနေပါအဲ့ဒါနဲ့ကျွန်တော်တို့လည်းဆရာကိုပြေးခေါ်ကြတယ်ပေါ့ခေါ်နေတဲ့အချိန်အတွင်းမှာပဲအတန်အကျယ်ကြီးနဲ့သူကထအော်ပါတယ်ဘလောက်ကျဲလဲဆိုလို့ရှိရင်ကျွန်တော်တို့အဆောင်တစ်ခုလုံးကြားရတဲ့အထိပါအဲ့ဒီမှာအကုန်လုံးဝေယုံသုံးကားတွေဖြစ်ကုန်ပြီးတော့သူ့နားကနေဝေးနေကြရပါတယ်ဘေးခန်းကတငယ်ချင်းတွေကလည်းအတန်ကြားပြီးတော့လာကြည့်ကြတယ်အဲ့အချိန်ဆရာရောက်လာတော့စပြီးတော့တောင်းချမ်းတော့တာပါသူကကျွန်တော်တို့စာရေးတဲ့ခုံကြီးကိုကင်ပြီးတော့ပြစ်ပေါက်တယ်အဲ့ကောင်လေးကပိန်ပိန်ပါးပါးလေးပါအရင်ကဆိုလို့ရှိရင်အဲ့ကောင်လေးကပိန်ပိန်ပါးပါးလေးဆိုတော့သူခုံမားတဲ့အခါဆိုလို့ရှိရင်ကျွန်တော်တို့တောင်ကူပြီးတော့မားရပါတယ်သူတယောက်တည်းမမနိုင်ပါဘူးအခုကသူတယောက်တည်းမားပြီးတော့ပြစ်ပေါက်လိုက်နေတာဘလို့မှမဖြစ်နိုင်ဘူးအဲ့မှာဆရာကရေမန်းနေနဲ့ပတ်ပြီးတော့ကျန်းစာတွေဖတ်ပါတယ်ဒါပေမဲ့သူကအတကုံអော်ပြီးတော့ဆရာစီကိုပြေးသွားတယ်အဲ့တော့မှကျွန်တော်တို့လည်းသူ့ကိုဝိုင်းပြီးတော့ချုပ်ထားကြရတယ်ကျွန်တော်တို့လူကောင်ကြီးတဲ့သူတော်မှာ9ယောက်လောက်ဝိုင်းချုပ်ရပါတယ်ကျွန်တော်တို့ချုပ်ထားတဲ့အချိန်ဆရာလည်းရေမန်းနေပတ်ကျန်တဲ့သူတွေကလည်းကျန်းစာတွေဝိုင်းဖတ်တော့သူကမခံနိုင်တဲ့အတန်ကြီးနဲ့အကျယ်ကြီးអော်ပြီးတော့ငြိမ်ကျသွားတယ်အဲ့မှာဆရာကပြောပါတယ်သူနာသိမ့်မကက်ကြနဲ့သူ့ကိုယ်ထဲမှာဝင်ပူးနေတာတယောက်တည်းမဟုတ်ဘူးဆိုပြီးတော့ပြောပါတယ်အခုထိလည်းမထွက်သေးဘူးထိန်းသားယုံမယ်လို့ဆရာကဆိုပါတယ်အခုသူ့တွေကနေထုတ်လိုက်လို့ရှိရင်ကျန်တဲ့ចောင်းသားတယောက်စီကိုပူးကတ်နိုင်တယ်လို့လည်းပြောတယ်အဲ့မှာသူ့အိမ်ကိုဖုန်းဆက်ပြီးတော့လှမ်းခေါ်ကြတယ်ပေါ့တကယ်ချင်းနဲ့ကအထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိပါတယ်အဲ့လိုနဲ့ခဏကြာတော့သူသတိပြန်ရလာတယ်ဒါပေမဲ့သူမဟုတ်ပါဘူးသူ့ပုံစံကြောင်စီစီဖြစ်နေပြီးတော့ကျွန်တော်တို့ပြုံးပြီးတော့လိုက်ကြည့်နေပါတယ်သူ့ရဲ့အပြုံးကတာမန်မဟုတ်ဘဲနဲ့တော်တော်လေးကိုကြောချမ်းစရာကောင်းနေတာပါနောက်တော့သူ့အိမ်ကသူ့မိဘတွေလာပြီးတော့ခေါ်သွားကြတယ်အဲ့ဒါဖြစ်ပြီးတော့2ရက်လောက်ကြာတော့သူ့เจ้าကိုပြန်လာပါတယ်သူပြန်လာတော့အကုန်လုံးကသူ့ကိုလန့်နေကြပြီပေါ့ကျွန်တော်တို့လည်းသူ့ကိုမေးတာပေါ့ဘာလို့ပူကတ်ခံနေရလဲဆိုပြီးတော့သူပြောပြတာကသူတို့ရောက်ကမှရေကန်ကြီးတကန်ရှိတယ်တဲ့အဲ့ဒီမှာလူလဲခဏခဏတေးပြီးတော့လူစားတယ်လို့လည်းနာမည်ကြီးလို့ဘယ်သူမှတိတ်ပြီးတော့မသွားရကြပါဘူးတနေ့ကျတော့ तू ကသူ့တငယ်ချင်းနေနဲ့ဘယ်ကောင်တက်တိရှိလဲဆိုပြီးတော့လောင်းကစားလုပ်ကြပါတယ်အဲ့ဒီမှာ तू ကအဲ့ရေကန်ကြီးစီကိုအမြဲတမ်းယူသွားပြီးတော့ကြိုက်တဲ့ကောင်9နောက်လိုက်ခဲ့ဆရာတင်မယ်ဆိုပြီးတော့စိန်ခေါ်ခဲ့တယ်လို့ဆိုတယ်အဲ့ရနေစပြီးတော့သူ့ကိုပူကတ်တာတွေရှိလာတာပါအဖြစ်ပြက်တွေဖြစ်ပြီးတော့ကျွန်တော်တို့ကျောင်းအုပ်ကလည်းကလေးတွေထိခိုက်မိမှာစိုးလို့ဆိုပြီးတော့သူ့ကိုကျောင်းသားခိုင်းလိုက်ပါတယ်ကျွန်တော်ဆရာပြောပြတာကတော့သူ့စီမှာမိသားစုလိုက်ပူကတ်ခံနေရတာတဲ့ကျွန်တော်တို့လည်းသူ့ကိုတော်တော်လေးကိုတနာမိပါတယ်အရေးကြီးဆုံးကတော့ပါဇက်စီးဆောင်မှုပါစကားပြောဆင်ခြင်ဖို့အဲ့ဒါကတော့တော်တော်လေးကိုအရေးကြီးရလို့ထင်ပါတယ်နောက်တော့အဲ့ကောင်လေးသတင်းကြားရတာကတော့ခုချိန်ထိကိုပူကတ်ခံနေရတော့လို့ဆိုပါတယ် FM Radio ကိုလည်းအမြဲတမ်းအားပေးနေပါတယ်ဆိုပြီးတော့ကျွန်တော်အခုပြထားတဲ့ကောက်ပိုင်ရှင် brother တယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားတာပဲဖြစ်ပါတယ်ဒီကြောင်းကလေးကိုခုလိုမျိုးပေးပို့ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာခဏလေး Radio ကျွန်တော်ငယ်ငယ်ကမိသားစုလိုက်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးပါအတိအကျပြောရမယ်ဆိုလို့ရှိရင်2003ခုနှစ်လောက်ကကျွန်တော်တို့ကပဲခူးတိုင်းတာယာဝတီမြို့နယ်ရဲ့ရွာလေးတစ်ရွာမှာနေပါတယ်ကျွန်တော်တို့ရွာတရွာလုံးဒီပါတန်ငါလုပ်ငန်းကိုလုပ်ကင်ကြတယ်ကျွန်တော်တို့လည်းတန်ငါလုပ်ပဲလုပ်ကြပါတယ်ကျွန်တော်မိသားစုမှာမိသားစု10ယောက်ရှိတယ်ကျွန်တော်တို့ကရွာထဲမှာမနေဘဲနဲ့ရွာဘေးမှာရှိတဲ့ပြောင်းခင်းနေတာချောင်းလေးမှာအင်းအသေးစားလေးလုပ်ပြီးတော့အဲ့မှာပဲနေကြပါတယ်နောက်ပြီးတော့ချောင်းသားမှာလည်းကျူပင်နေအမြဲတမ်းပေါက်နေလိရှိတယ်ကျွန်တော်တို့ကကျွန်တော်တို့နေတဲ့နေရာပဲကွက်ပြီးတော့ရှင်းထားတော့တခြားနေရာမှာကျူပင်တွေကအပြည့်ပါပဲကျွန်တော်တို့အိမ်ကနေအောက်ဘက်ကိုဆင်းလိုက်တာနဲ့ချောင်းကိုရောက်ပါတယ်အမေကမနေ့9ရောက်မို့အတွက်ဆိုပြီးတော့ညနေဘက်ဆိုလို့ရှိရင်အမြဲတမ်းအဲ့ချောင်းစီကိုသွားပြီးတော့ငါးဆေးလေးရှိတယ်အဲ့နေ့ကအမေကအရင်နေ့တွေရတဲ့နောက်ကျပြီးတော့ည9နာရီလောက်မှငါးဆေးဖြစ်ပါတယ်အမေဆေးလို့ပြီးခါနေမှာချောင်းရဲ့ဟိုဘက်ကနေပြီးတော့လူတယောက်ချောင်းနဲ့ဆင်းလာတာကိုတွေ့လိုက်ရတယ်လို့ဆိုတယ်အမေကတော့ရွာထဲကကိုင်းခုတ်တဲ့သူတွေလိုပဲထင်လိုက်ပါတယ်ဒါပေမဲ့ရေထဲလေးရောက်တော့အဲ့လူကြီးကတာမန်လူတယောက်ရေကူးနေတယ်လို့မျိုးမဟုတ်ဘဲနဲ့ခေါင်းကြီးကပဲရေထဲကနေရွှေ့လာနေတာပါအမေကလည်းအဲ့တော့မှလူမဟုတ်မှန်းသိပြီးတော့အဖေတို့ကိုအော်ခေါ်အဲ့ဒါနဲ့အဖေနဲ့အကိုနေကထွက်လာကြပါတယ်အဖေနဲ့အကိုကချောင်းထဲကိုဓမီတွေနဲ့ထိုးကြည့်တဲ့အချိန်မှာအဲ့ဒီခေါင်းကြီးကမရှိတော့ပါဘူး
အဲ့ဒီအဖြစ်အပျက်တွေဖြစ်ပြီးတော့လာနေငယ်လောက်ကြာတော့အဖေကအရက်တန်ကြောင့်ယောဂအသေးအတန်ဖြစ်နေတဲ့အဲ့ညမှာအချိန်အပြင်ဆိုလို့ရှိရင်ည10 နာရီကျော်လောက်ဟိုဘက်ကမ်းမှာရှိတဲ့လူတယောက်ကဒီဘက်ကမ်းကိုခုန်ချနေတာပါအဲ့လူကပစိုးအကွက်ဝစ်ထားပြီးတော့ခေါင်းမပါဘဲနဲ့ကိုလုံးကြီးပဲရှိတယ်အဲ့ဒီမှာကျူတော်ကြီးလည်းရှိတာဆိုတော့သူခုန်ချမယ်ဆိုလို့ရှိရင်ကျူပင်လဲတဲ့အတန်ကြီးပြီးတော့ရေထဲခုန်ချတဲ့အတန်ကြီးအတိုင်းသားကြားနေရပါတယ်အဲ့တော့အမေကစမြင်ပြီးတော့អော်ပြီးတော့တဲထဲကိုပြေးဝင်လာတယ်ကျွန်တော်တို့ကလည်းကလေးတွေဆိုတော့ထွက်ကြည့်ကြတယ်ပေါ့ကျွန်တော်တို့ကိုရီးယားမကြောက်တတ်တော့အဲ့ဒီခေါင်းမပါတဲ့လူကြီးကိုဓာမီတွေနဲ့ထိုးပြီးတော့လေးခွာရင်နဲ့ပြစ်ကြပါတယ်အဲ့လိုပြစ်တော့အဲ့လူကြီးကခုန်ချနေတာရပ်သွားပြီးတော့သူ့ကိုယ်လုံးကြီးကကျွန်တော်တို့ဘက်ကိုဥတီလာတယ်ကံကောင်းခြင်းတော့အမလည်းယောက်ျားရွှင်ကျော်ဂိုင်းဝင်ဆိုတော့အမိန်ပြန်လာတွေပါလှုပ်ပြီးတော့သူရွတ်ဖက်စရာရှိတာရွတ်ဖက်လိုက်တဲ့အချိန်မှာပျောက်သွားပါတယ်အဲ့ဒီခေါင်းမပါတဲ့လူကြီးရဲ့ပုံစံကိုကျွန်တော်အခုချိန်ထိမမေ့သေးပါဘူးနောက်တစ်ခုဆိုလို့ရှိရင်ကျွန်တော်အသက်17နှစ်တုန်းကဖြစ်ပျက်ခဲ့တာပါအဲ့ဒီတော့ကျွန်တော်အဖေဆုံးပြီးတော့ကျွန်တော်အမေနဲ့ကျွန်တော်အကို2ယောက်ကရန်ကုန်မှာလှုပ်သွားလို့ကြပါတယ်ကျန်တဲ့အမ2ယောက်နဲ့အကိုကတော့ရွာမှာပဲအိမ်အောင်ကြပြီးတော့ရွာမှာပဲနေကြတယ်ကျွန်တော်ကတော့ဘုန်းကြီးကျောင်းမှာနေပါတယ်ကျွန်တော်နေတဲ့ဘုန်းကြီးကျောင်းနဲ့ရွာရဲ့ကြားထဲမှာတုတ်တန်ရှိပြီးတော့ပေါက်ပင်တွေကြီးပဲပေါက်နေတဲ့ပေါက်တော်ကြီးရှိပါတယ်အဲ့ဒီပေါက်တော်ကိုကြော်သွားမယ်ဆိုလို့ရှိရင်လူနီအိမ်4-5အိမ်လောက်တော့ရှိတယ်အဲ့ဒီအိမ်ကြီးကြော်မယ်ဆိုလို့ရှိရင်နတ်တော်ဆိုပြီးတော့ရွာသူတွေခေါ်ကြတဲ့တော်တော်ကိုဖျက်ရပါတယ်အဲ့ဒီတော်ကြီးကိုကြော်လိုက်မယ်ဆိုလို့ရှိရင်ရွာထိပ်ကိုရောက်ပါပြီကျွန်တော်တို့ကျောင်းမှာကျောင်းထိုင်ဆရာတော်ရဲ့ဦးစင်းတစ်ပါးရဲ့ကျွန်တော်တို့ကျောင်းသား4ယောက်ရဲ့စုစုပေါင်း6ယောက်ရှိပါတယ်ကျွန်တော်တို့ဦးစင်းကမနက်တိုင်း4နာရီဆိုလို့ရှိရင်နှိုးတယ်နောက်ပြီးတော့ကျွန်တော်တို့ဖျားရှိခိုးရတယ်ဖျားရှိခိုးပြီးပြီဆိုလို့ရှိရင်တော့အာယုံဆုံးအလှည့်ကျတဲ့အိမ်စီကိုစွန့်ချိုင်သွားယူပါပါတယ်အဲ့ဒီနေ့ကဦးစင်းကပုံမှန်အတိုင်း4နာရီဆိုတော့ဖျားရှိခိုးဖို့ဆိုပြီးတော့ကျွန်တော်တို့လာနှိုးတယ်ကျွန်တော်ကညအိယာဝင်နောက်ကျတာဆိုတော့အိတ်ချင်မူတူနဲ့ဖျားရှိခိုးဖို့မေ့ပြီးတော့4နာရီစွန့်ချိုင်သွားယူဖို့ကောင်လေးတယောက်ကိုခေါ်ပြီးထွက်လာခဲ့ပါတယ်သူကလည်းဘာမှမပြောဘဲနဲ့လိုက်ခဲ့တယ်ဓမီပါလာပြီမဲ့မနက်4နာရီလောက်ဆိုတော့တော်တော်လေးကိုမှောင်ပါသေးတယ်အဲ့လိုနဲ့2ယောက်သားတင်းချိုင်းအောင်ကြောက်ကြောက်နဲ့ဖြတ်လာပြီးတော့ပေါက်တော်နာကိုရောက်တော့ခွေးဟူတန်စူးစူးဝါးယူကြားရပါတယ်ခွေးရတကောင်ထဲဟိုမှာအတန်ရှည်ဆွဲပြီးတော့တော်တော်ကြီးကြောချင်းစရာကောင်းအောင်ဦးနေတာပါကျွန်တော်တို့ကလည်းကြောက်ပြီးတော့ဆက်မသွားရဲတော့ဘူးကျွန်တော်နဲ့ပါလာတဲ့ကောင်လေးကပြောပါတယ်အဲ့လိုကြုံရလို့ရှိရင်ကိုချီမုံယူပြီးတော့နဖိုးကိုတုပ်လိုက်လို့ရှိရင်မကောင်းတာတွေမကြုံရတော့ဘူးလို့ဆိုပါတယ်အဲ့လိုနဲ့သူပြောသလိုမျိုးလုပ်တော့ထူးထူးဆန်းဆန်းခွေးဟူတန်တွေကမကြားတော့ပါဘူးအဲ့ဒါနဲ့အလုပ်ဖြစ်တယ်ပေါ့ကြောက်စရာမလိုတော့ဘူးဆိုပြီးတော့ဆက်သွားခဲ့တယ်အဲ့လိုနဲ့ပေါက်တော်ကိုကြော်တဲ့အချိန်မှာနတ်တော်တွေကနေမဲနဲ့အရာကြီးတစ်ခုကလမ်းမော်တအီနဲ့တက်လာတာကိုတွေ့လိုက်ရတယ်ကျွန်တော်ကလည်းအစကတော့ကြွယ်ဓာတ်မဟုတ်လို့ရှိရင်တရိတ်ဆန်တကောင်ကောင်လို့ထင်လိုက်ပါတယ်ကျွန်တော်တို့လည်းဒီတိုင်းပဲစိတ်ထင်တာကြီးရှောက်တွေးပြီးတော့ဘာမှလည်းမသိဘူးဆိုတော့ရှေ့ကိုဆက်ပြီးတော့မသွားရဲဘူးပေါက်တော်နားမှာပဲရစ်တီနဲ့ရက်နေကြပါတယ်အဲ့လိုမျိုးကျွန်တော်တို့ရက်နေတော့မှအဲ့အရာကြီးကကုန်းနေရာနေပြီးတော့ထလာတယ်သူလာနေတော့ကတော့တရိတ်ဆန်အရွယ်စားလောက်ဆိုပေမဲ့ထလာတော့လူ3ကိုစားလောက်ရက်ကိုဖြစ်သွားတယ်နောက်ပြီးတော့ကျွန်တော်တို့ဘက်ကိုဦးတီပြီးတော့ကုန်းလိုက်ထလိုက်နဲ့တရွေ့ရှောက်လာနေတာကိုတွေ့လိုက်ရတယ်ကျွန်တော်တို့လည်းအရန်ထိတ်လန့်လာပြီးတော့တရေဆိုပြီးတော့တွေ့တဲ့အိမ်တွေကိုပြေးဝင်ကြပါတယ်အဲ့တော့မှအဲ့နားမှာရှိတဲ့အိမ်ကလူတွေအကုန်လုံးနိုးလာခဲ့တယ်ကျွန်တော်တို့လည်းပြေးရီပါကြီးတိုက်ပြီးတော့ရွာထဲအဝင်ထီကိုလူကြီး3ယောက်လောက်လိုက်ပို့ပေးခဲ့တယ်အဲ့လိုနဲ့စွန်းချိုင်ယူမဲ့အိမ်မှာစွန်းချိုင်စောင့်ယူပြီးတော့မနက်6နာရီလောက်မှကျောင်းကိုပြန်လာခဲ့ပါတယ်ကျောင်းရောက်တော့ဦးစင်းကိုပြောပြလိုက်တယ်အဲ့တော့မှဦးစင်းကကျွန်တော်တို့အဆောင်လက်ပတ်ကြိုးတွေပေးခဲ့ပါတယ်အဲ့နောက်ပိုင်းတော့ဘာမှထပ်ပြီးတော့ကြုံတွေ့ရတာတော့မရှိတော့ပါဘူးဒီเจ้าကလေးကိုတော့ကျွန်တော်အခုပြထားတဲ့ကောက်ပိုင်ရှင် brother တယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားတာပဲဖြစ်ပါတယ်ဒီเจ้าကလေးကိုခုလိုမျိုးပေးပို့ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာခဏလေးဗီဒီယိုကျွန်တော်ကပဲခူးဖျားကြီးမျိုးပါကျွန်တော်မွေးနေ့တုန်းကကြုံတွေ့ခဲ့တဲ့အကြောင်းအရာလေးကိုပြောပြချင်ပါတယ်အဲ့ဒီနေ့တုန်းကကျွန်တော်မွေးနေ့ကိုတော့အိမ်မှာပဲကျင်းပပြီးတော့နောက်ထပ်တငယ်ချင်းတွေနဲ့ထပ်ပြီးတော့အချိန်ကုန်မှုအတွက်ဆိုပြီးတော့တငယ်ချင်းတယောက်ရဲ့အိမ်ကိုတွားရေးခဲ့ကြတယ်ကျွန်တော်အိမ်မှာလူကြီးတွေဘာကြီးနဲ့ဆိုတော့တိတ်ပြီးတော့မလွတ်လပ်တော့တငယ်ချင်းအိမ်ကိုပဲတွားခဲ့ကြတယ်ပေါ့တငယ်ချင်းအိမ်ကိုပြောရမယ်ဆိုလို့ရှိရင်ခြံထဲမှာပဲအရှိမှာအိမ်အနောက်မှာဆန်ဆက်ရှိပါတယ်အဲ့ဒါနဲ့ခြံထဲမှာပဲကျွန်တော်တို့နေကြပြီးတော့လာပြည့်ဆိုတဲ့တငယ်ချင်းတယောက်ကအပေါ်သွားခြင်းတယ်လို့ပြောလို့ကျွန်တော်နဲ့အိမ်ပိုင်ရှင်တငယ်ချင်းတွေကလိုက်ပို့ပေးခဲ့ကြပါတယ်အိမ်သားကလည်းဆန်ဆက်ရဲ့အနောက်မှာဆိုတော့တော်တော်လေးကိုဝေးတယ်လို့ပြောလို့ရတယ်နောက်ပြီးတော့လာပြည့်ကတရေကြောက်တတ်တယ်ဆိုတော့ကျွန်တော်တို့နှစ်ယောက်သူ့ကိုခြောက်ဖို့လုပ်ကြပါတယ်အဲ့လိုနဲ့သူ့အပေါ်သွားနေတဲ့အချိန်မှာအိမ်သားရဲ့ခက်လန်းလန်းမှာရှိတဲ့ပင်နေကြားထဲမှာဝင်ပုန်းနေလိုက်ပါတယ်အဲ့တုန်းကမီးတွေကလည်းမှောင်နေတာဆိုတော့တောင်ဆိုလို့ရှိရင်ကျွန်တော်တို့မမြင်ရပါဘူးအဲ့လိုနဲ့သူထွက်လာတဲ့အချိန်ကိုကျွန်တော်တို့ကအပင်ကိုလှုပ်တော့သူကကြောက်ပြီးတော့ထွက်ပြေးသွားပါတယ်အဲ့တော့မှငကြောက်ပါညာနဲ့ကျွန်တော်တို့ကဝိုင်းပြီးတော့စကြတယ်အဲ့လိုနဲ့ကျွန်တော်အိတ်ကြမဲ့အချိန်ကိုရောက်လာကြတယ်အိတ်တာကတော့အိမ်ထဲမှာပဲအိတ်ကြတယ်ကျွန်တော်အိတ်ပြီးတော့တရေနိုးလာတဲ့အချိန်မှာအပေါ်သွားခြင်းလာတယ်ကျွန်တော်ကတိတ်တော့မကြောက်တတ်တော့တခြားသူတွေကိုတော့နှိုးမနေပဲနဲ့ကိုယ့်ဘက်သားကိုပဲထပြီးတော့ထွက်လာခဲ့လိုက်တယ်ကျွန်တော်အိမ်သားစီကိုရောက်တဲ့အချိန်မှာအိမ်သားတကားကပွင့်နေပြီးတော့အဲ့တကားရဲ့အနောက်မှာပိန်ပါလူကြီးတယောက်ကရက်နေတာပါ
နောက်ပြီးတော့သူ့ရဲ့အရက်ကအိမ်သားတကားနဲ့အိမ်သားအောင်ကြော်ပြီးတော့ရက်နေရပါပုံမှန်ရက်ရှိတဲ့သူဆိုလို့ရှိရင်တော့မှအိမ်သားတကားနဲ့ကွက်တိလောက်ပဲရှိတယ်။ဒါပေမဲ့အခုဟာကြီးက तू ကအိမ်သားထက်တောင်မှအရက်ကြီးကရှည်နေတယ်လို့ပြောလို့ရတယ်။သူ့ရဲ့ပုံစံကပိန်ပိန်ပါပါသပင်နေရလဲရှည်တယ်။တကူလုံးကလည်းမင်းနေပြီးတော့မျက်လုံးနှလုံးကပဲအယောင်တောက်နေတာပါ။ကျွန်တော်လည်းကြောက်ပြီးတော့အိမ်မက်ကိုပြန်ပြေးခဲ့ပါတယ်။ तू ကျွန်တော်နောက်ကနေပြေးလိုက်လာလားမလိုက်လာလားဆိုတာတော့မသိဘူး။ဒါပေမဲ့ကျွန်တော်လည်းတရေဆိုပြီးတော့အတန်ကုန်អော်ပြီးတော့ပြေးခဲ့ပါတယ်။အိမ်ကိုလည်းပြန်ရောက်တော့ကျွန်တော်တငယ်ချင်းအမေတွေရောကျွန်တော်တငယ်ချင်းတွေရောအကုန်လုံးနိုးလာကြပြီးတော့ကျွန်တော်ဘာဖြစ်တာလဲလို့မေးကြတယ်။ကျွန်တော်လည်းကျွန်တော်မြင်ခဲ့ရတဲ့အကြောင်းတွေကိုပြောပြပါတယ်။နောက်ပြီးတော့ကျွန်တော်အိမ်ကိုတင်းပြန်ပြီးတော့လိုက်ပို့ခိုင်းခဲ့တယ်။သူတို့ကတော့ကျွန်တော်ပြောတာကိုမယုံကြဘူး။အဲ့နောက်ပိုင်းကျွန်တော်တငယ်ချင်းအိမ်ကိုရောက်တိုင်းအဲ့ဆန်ဆက်ဘက်ကိုလုံးဝမသွားရတော့ပါဘူး။ဒီအကြောင်းအလေးကိုတော့ကျွန်တော်အခုပြထားတဲ့ကောက်ပိုင်ရှင် brother တယောက်ကနေပြီးတော့ပေးပို့ထားတာပဲဖြစ်ပါတယ်။ဒီအကြောင်းအလေးကိုခုလိုမျိုးပေးပို့ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ခဏလေးဗီဒီယိုဆုံးပြီးတော့ကျမငငယ်တော့ငားနေဘူးတဲ့နေဘက်ကအိမ်မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်လေးပါအဲ့အိမ်အားခြေတန်းရှိအိမ်ဖြစ်ပြီးတော့အောက်ခြေမှာကလေးတွေဝင်ကစားလို့ရတဲ့နေရာလွတ်လေးရှိပါတယ်အဲ့အိမ်ရဲ့နောက်ဘက်မှာရက်ကန်းယုံရှိတယ်ကျမတို့အိမ်ကနေဘက်ကဆိုတော့ချန်စီယူကလည်းအဖြစ်လောက်ပဲကာထားတယ်ပေါ့တအိမ်နဲ့တအိမ်ကအကုန်လုံးကိုလှမ်းပြီးတော့မြင်နေရတယ်တညကြတော့ကျမအိမ်နေတဲ့အချိန်မှာကြောကပူလာတယ်လို့ခံစားရပါတယ်ပူရဲဆိုပေမဲ့ဒီတိုင်းပူနေတာမျိုးမဟုတ်ဘဲနဲ့မီးနဲ့တို့တယ်လို့မျိုးပူနေတာပါဒါပေမဲ့အဲ့တုန်းကကလေးဆိုတော့ရာသီဥတုပူလို့ပူတယ်လို့ပဲထင်လိုက်ပါတယ်မနေ့ကျတော့ရက်ကန်းရုံကအမတွေအမေးစီကိုလာပြီးတော့ပြောပြတယ်အဲ့ဒီညကသူတို့3နာရီလောက်ကြီးစွန့်ထားချက်ဖို့ပြင်နေတဲ့အချိန်မှာကျမတို့အိမ်မက်ကိုကြည့်လိုက်တော့အိမ်ရဲ့လွတ်နေတဲ့အောက်ဘက်ကနေပြီးတော့စုံမီလုံးနှလုံးပြေးနေတာကိုတွေ့ရလို့ဆိုပါတယ်အဲ့တော့သူတို့လည်းလန့်ပြီးတော့သူ့အမကိုခေါ်ပြီးတော့ပြတယ်သူ့အမကလည်းဟဲ့ဒါဟုတ်တယ်ဗောစုံမီလုံးအစ်စ်ပဲဆိုပြီးတော့ပြောတယ်လို့ဆိုပါတယ်စုံမီကတော်တော်ကြာတဲ့အထိကိုအိမ်အောက်မှာဝဲနေပြီးတော့မှအိမ်အောက်ကနေထွက်သွားတယ်လို့ပြောပါတယ်အဲ့ဒါနဲ့မနဲ့လင်းလင်းချင်းပဲသူတို့ကအမေကိုခေါ်ပြီးတော့ပြောပြတယ်ပေါ့သူတို့ကရွာမှာအဲ့လိုမျိုးအရာတွေကိုမြင်နေကြဆိုတော့သိပါတယ်မနာလို့လောက်တာလို့လည်းပြောတယ်အမေကလည်းကလေးကိုထိမှဆိုလို့ချက်ချင်းအိမ်ကိုပြောင်းခဲ့ရပါတယ်အဲ့ညကတကယ်မီးနဲ့မြိုက်ထားသလိုမျိုးပူတဲ့ခံစားချက်မျိုးရခဲ့တာပါအိမ်မက်ထဲကဖိုးသူတော့ကျမရှိတဲ့နှစ်တုန်းကအိမ်ကမိဘတွေကဘော်ရာထားပါတယ်အဲ့တော့ဘော်ရာနဲ့နီးတဲ့အိမ်ကိုပြောင်းပြီးတော့နေရတယ်အဲ့အိမ်ကအဖေတို့မောင်နှမတွေရဲ့အမွေဆိုင်အိမ်မှာဘော်ရာကိုစပြောင်းတော့ကိုနဲ့တိတဲ့သူကလည်းတိတ်ပြီးတော့မရှိတော့မျက်နှာစိမ်းတွေကများပါတယ်တလားလောက်ကြတော့ကျမတက်နှခါလူတိုင်းမျက်နှာအရမ်းရားတယ်ရေကြောင်လားဆိုတော့လေရေရရေတန့်ပါပဲပြီးတော့တက်နှခါကလည်းတွေးလိမ့်တာပါကြောက်ပြင်ကြောင်ဖြစ်မယ်တင်နေဆိုပြီးတော့ကြောက်ပြင်နေစေးတော့လေအသားရတာမပြောက်ပါဘူးလူကြီးတွေကလည်းမအားဘူးဆိုတော့ကျမဒီကိစ္စတွေကိုမပြောဖြစ်ခဲ့ပါဘူးအဲ့လိုနဲ့3ရက်လောက်ကြာတော့အိမ်မက်မက်တယ်ဝစ်ဆုံအဖြူနဲ့ဖိုးသူတော်တယောက်ပါမျက်နှာကတော့မမြင်ရဘူးအိမ်မက်ထဲမှာကျမအိတ်ခမ်းကမှန်တင်ကုန်ရှိမှထိုင်ပြီးတော့ဖိုးသူတော်ကဖျားစင်ရှိမှမတက်ရက်နေရပါအိတ်ခမ်းထဲကမှန်ကနေပြီးတော့ကြည့်လို့ရှိရင်ဖျားစင်ကိုလှမ်းပြီးတော့မြင်ရပါတယ်အဲ့ဒီမှာ तू ကပြောတယ်သမီးမျက်နှာကိုမနာလို့ပညာနဲ့လှုပ်ထားတာတဲ့အမနှက်ကြလို့ရှိရင်ပေးရည်နဲ့တနက်ခါးတွေတွေးပြီးတော့လိမ့်လိုက်နော်ဖျားစာဆိုဖို့လည်းမမီးနဲ့ဆိုပြီးတော့မှားသွားပါတယ်အဲ့ဒီအိမ်မက်ပြီးပြီးချင်းမှာကျမနိုးလာခဲ့တယ်အဲ့ဒါနဲ့အဖိုးပြောတဲ့အတိုင်းဖျားစင်ကပေးရည်ယူပြီးတော့လိမ့်လိုက်တာချက်ချင်းရားနေတဲ့မျက်နှာယူပစ်တယ်လို့ပျောက်သွားပါတယ်နောက်အဲ့အိမ်ကြီးနဲ့ပတ်သက်ပြီးတော့ထူးကြတာဟိုတလောကလေးအိမ်မက်ထပ်မှတ်ထားတာပါကျမအဲ့အိမ်မှာမနေတာ20လောက်ကိုရှိပြီ20အတွင်းလည်းအမွေခွဲတာအဆင်မပြေခဲ့ပါဘူးအဲ့လိုနဲ့အိမ်မက်ထဲမှာလက်ပြအဖြူအကြီးတကောင်ကအိမ်ကြီးရဲ့အပေါ်ထပ်ကနေဆင်းလာပြီးတော့အိမ်တကားကနေထွက်သွားတာကိုမှတ်ပါတယ်သူဆင်းနေတဲ့အချိန်မှာအိမ်အောက်မှာလည်းအဖေရဲ့မောင်နှမတွေအကုန်လုံးရှိနေခဲ့တယ်အဲ့လိုမှတ်တော့အဖေကိုဖုန်းဆက်ပြီးတော့ကျမပြောပြပြခဲ့ပါတယ်အဲ့ဒါနဲ့အဖေကဒါဆိုမကြောက်ဘူးအမွေခွဲတာတွေအဆင်ပြေတော့မယ်ဆိုပြီးတော့ပြောပါတယ်တကယ်လည်းမကြပါဘူးတပတ်နေတော့အဲ့အိမ်ကိုဝဲတဲ့သူပေါ်လာပြီးတော့အဆင်ပြေပြေပြန်ပြီးတော့ဖြစ်သွားခဲ့ပါတယ်သူများကြုံမိမယ်ကိုမကြုံခဲ့ရတဲ့အရာနောက်တစ်ခုကကျမအလုပ်လုပ်တုန်းကကုမ္ပဏီတစ်ခုမှကြုံတွေ့ခဲ့ရတာပါကျမကအဲ့တုန်းကညာဆိုင်ဆင်းဖြစ်တယ်အလုပ်ကလည်း17လောက်ထိပဲဆိုတော့အဆင်ပြေပါတယ်ကျမအမြင်နဲ့ပထန်းရွတ်နေကြဆိုတော့ကြောက်စိတ်ကလည်းမရှိဘူးအဲ့လိုနဲ့လာနည်းနည်းလောက်ကြာတော့ကျမနဲ့အတူတူအလုပ်လုပ်တဲ့ကောင်မလေးကပြောပြပါတယ်အရင်ကောင်မလေးတွေတုန်းကတရေ6ခင်ရပြီးကြောက်လို့ထွက်ကုန်ကြတယ်လို့ဆိုတယ်သူတို့လှုပ်လှုပ်နေတဲ့အချိန်မှာဘေးကခုံနေရနေပြီးတော့လူတယောက်ယောက်လာထိုင်လိုက်တယ်လို့မျိုးနောက်ပြီးတော့ကွန်ပျူတာတွေကလည်းဘယ်သူမှမဖွင့်မဲနဲ့ပွင့်နေတာမျိုးအဲ့လိုမျိုးတွေအမြင်နဲ့6ခင်ရတယ်လို့ဆိုပါတယ်နောက်တော့ကောင်မလေးတစ်ယောက်ရောက်လာတယ်သူရောက်လာတော့လေအဲ့ဒီတိုင်းပဲ6ခင်ရလို့အလုပ်ထွက်သွားပါတယ်ကျမကတော့အဲ့လိုမျိုးတစ်ခါမှမကြုံခဲ့ရဘူးဒါပေမဲ့အဲ့ကုမ္ပဏီမှာလှုပ်သက်ကြလို့ဌာနပြောင်းတော့အရင်နေရာမဟုတ်ဘဲနဲ့တခြားအလွာကိုပြောင်းရပါတယ်သူများတွေပြောတာကတော့အဲ့ဒီအခန်းထဲမှာအစ်စ်လာတဲ့သူဆိုလို့ရှိရင်ချောင်းဟန့်တန်ပေးရလို့ပြောပါတယ်ကျမဆက်ဆက်သွားခြင်းတော့ကတော့တကယ်ချောင်းဟန့်တန်ကြားရပါတယ်10မိနစ်တစ်ခါလောက်ကိုပေးတာပါကျမကလည်းချောင်းဟန့်ရုံပဲဆိုတော့ဒီတိုင်းပဲထားလိုက်ပါတယ်
နောက်ပြီးတော့အစ်စ်ဝင်လာတဲ့သူတွေလည်းဒီလိုပဲချောင်းဟန်တန်ကြားရတယ်သူကတယောက်တည်းရှိနေတဲ့အချိန်မှာချောင်းဟန်တန်ပေးတာပါနောက်နှစ်အနည်းငယ်လောက်ကြာတဲ့အချိန်မှာကုမ္ပဏီကနေပြီးတော့ခီးတစ်ခုကိုလိုက်ပို့ပေးခဲ့ပါတယ်အဲ့နေရာကည7 နာရီလောက်မှလာမှာဆိုတော့အကုန်လုံးကအခန်းထဲမှာပဲစောင့်နေကြတယ်ကိုလည်းကိုခုံမှာကိုနေချက်တက်စကားကြည့်ပြီးတော့စောင့်နေခဲ့ပါတယ်မမေရဆိုလို့ရှိရင်အဲ့တုန်းကကြည့်နေတာကိုရီးယားကပါကြည့်နေတုန်းမှာပဲတမန်တလင်းကနေပြီးတော့လူ10 ယောက်လောက်ပြေးနေတဲ့ဖက်နှက်တန်တွေစူးစူးညံ့ညံ့ကြားလိုက်ရပါတယ်ပြီးတော့လည်းပြောသေးတယ်ပြေးကြငါတို့ပူအောင်လုံးနေရဆိုပြီးတော့ပါကျွန်မလည်းကြောင်သွားပြီးတော့ဇာကားတွေကအေရာပါလားဆိုတော့လေမဟုတ်ပါဘူးအဲ့ဒါနဲ့နေချက်ချွတ်ပြီးတော့ကြည့်တော့ဘာမှမကြားရတော့ဘူးနေချက်ပြန်တက်လိုက်လို့ရှိရင်အဲ့ဒီတန်ထပ်ပြီးတော့ကြားရပါတယ်ဘေးအမတွေကိုကြည့်လိုက်တော့လေနေချက်ကိုစီနဲ့ဖုန်းသုံးနေကြတယ်အဲ့ဒီခေတ်တုန်းကကျိုးနေချက်ပဲပေါ်သေးတာဆိုတော့နေချက်တက်ထားလို့ရှိရင်တိတာပါတယ်အဲ့လိုနဲ့ကြည့်နေရင်အမတယောက်ကပထန်းရွတ်နေတာကိုသွားပြီးတော့တွေးလိုက်ရတယ်အဲ့မှာပဲကျွန်မလည်းကြက်သိန်းတွေတကိုယ်လုံးထပြီးတော့နေချက်ပြန်တက်ကြည့်တော့အတန်တွေကပြန်ပြီးတော့ကြားရပြန်ပါတယ်မှန်းနေအပြင်ဘက်ကိုချောင်းကြည့်တော့လေဘယ်သူမှရှိမနေဘူးအဲ့တစ်ခေါက်ပဲကြုံခဲ့ရပြီးတော့ကုမ္ပဏီမှာနောက်ထပ်6 လက်နာပြီးတော့ထပ်ပြီးတော့မကြုံခဲ့ရတော့ပါဘူးအိမ်မက်ထဲကမွေနဲ့ကြီးကြိုက်ခံရခြင်းနောက်တစ်ခုကကျွန်မယူနီတက်နေတော့ပါအိမ်မက်တာပါပဲအိမ်မက်ထဲကမွေနဲ့ကြီးကလိုက်ကြိုက်တာပါမွေရပုံမှန်ဆိုလို့ရှိရင်အစွဲနဲ့ပေါက်တာများပါတယ်ဒါပေမဲ့အိမ်မက်ထဲကမွေရခွေးလိုမျိုးသွားဆုံပါပြီးတော့လိုက်ကြိုက်တာပါကျွန်မကလေပြေးသူကလေလိုက်ကြိုက်နေနောက်ဆုံးဘယ်ဘက်လက်ကိုကြိုက်မိသွားပါတယ်အဲ့ဒါနဲ့လူကြီးတွေကိုဖုန်းဆက်ပြီးတော့ပြောပြတော့ဘယ်ဘက်လက်ကိုကြိုက်တာဆိုလို့ရှိရင်အောက်လန်းနဲ့လောက်ခံထားတာတေးချပြီးဆိုပြီးတော့ပြောကြတယ်မွေတို့ခွေးတို့ဆိုလို့ရှိရင်လူရင်းနဲ့ကသူလောက်တာလို့ပြောပါတယ်ဒါကတော့သူတို့ယူစားနေသူတို့ပါကျွန်မအိမ်မက်ကိုဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အဲ့အိမ်မက်ကိုမတ်ပြီးတော့နောက်ရက်ကြတော့ကျွန်မဖျားပါတယ်ထိုးဆန်းတာ73 ရက်လုံးလုံးအဖျားမကြဘဲနဲ့ဆရာဝန်တော်ယောဂါရှာမရခဲ့ပါဘူးဆေးရုံသွားပြီးတော့တကိုယ်လုံးသွေးစစ် ECG တွေပါဆွဲခဲ့ပါတယ်အကုန်လုံးစစ်ခဲ့တယ်ဒါပေမဲ့ဘာယောဂါမှရှိမနေခဲ့ဘူးအဲ့လိုနဲ့အဖျားမကြတော့ဆရာဝန်ကလည်းဆေးထပ်မပေးချင်တော့ဘူးဆိုပြီးတော့တနေ့ကိုရေ4 ဘူးသာတောက်ပါဆိုပြီးတော့မှားပါတော့တယ်အဖျားတော့တက်တာခဲ့ပြီမဲ့နေရတာမအီမတာကြီးနဲ့အဆင်မပြေတော့ငါဖះတရားလုံးမဖြစ်မယ်ဆိုတဲ့အတိအလိုလိုဝင်လာခဲ့ပါတယ်အဲ့ဒီအချိန်ဖေးခန့်အတိမစကားမပြောစဘူးလာပြီးတော့ပြောတယ်ညီမလေးပထန်းယူကြည့်ပါလားတဲ့စိတ်အေးချမ်းတာပေါ့ဆိုပြီးတော့ပြောပါတယ်အဲ့ဒါနဲ့ပထန်းစာအုပ်ဝင်မယ်ဆိုပြီးတော့တနေ့လုံးလိုက်ရှာတာတဆိုင်မှအောင်မရခဲ့ပါဘူးဖြစ်ချင်တော့အဲ့ညနေရပဲဂျင်သွားဆော်ရင်နဲ့အမတယောက်ရဲ့အမေကဆုံးလို့ဆိုပြီးတော့ပထန်းစာအုပ်လေးတအုပ်ကိုကုသိုလ်အနေနဲ့ပေးလိုက်လို့ရခဲ့တာအမှတ်တရပါပဲအိမ်မက်ထဲကအကူညီလာတောင်းသူဒီတစ်ခုကတော့အဖေကြုံခဲ့ရတာပါတရက်အဖေတငယ်ချင်းကရုတ်တရက်ဆုံးသွားခဲ့တယ်သူရက်မလဲခင်မှာအဖေကိုအိမ်မက်လာပေးပါတယ်အိမ်မက်ထဲမှာဆုံးသွားတဲ့အဖေရဲ့တငယ်ချင်းကအဖေနာမည်ခေါ်ပြီးတော့ငါ့ကိုကူညီပါအောင်ကွာငါလုံးလုံးငါမိသားစုနေစရာပျောက်တော့မယ်ကူညီပါအောင်အဲ့လိုမျိုးလာပြောပါတယ်အဲ့ဒါနဲ့အဖေကမနဲ့ကြတော့သူ့တငယ်ချင်းမိသားစုစီကိုသွားပြီးတော့သူမက်ခဲ့ရတဲ့အိမ်မက်အကြောင်းတွေကိုပြောပြတော့သူ့မိသားစုကမတင်ကားတာနဲ့အင်ဂျင်စာရွက်တွေကိုရှာကြည့်တော့မှမရှိတော့မှန်းသိပါတယ်အဖေတငယ်ချင်းကလောင်ကစားတွေပါလောက်တာဆိုတော့အင်အားသူတွေမသိအောင်အိမ်ကိုအပေါင်ထားတယ်အပေါင်ခံတဲ့သူကလည်းအပေါင်ဆုံးအောင်ကိုစောင့်ပြီးတော့အိမ်သိမ်းမလို့လှုပ်ထားတာပါအဲ့ကြတော့မှမရမကပြန်ရွေးရပါတယ်ဒါကတော့အဖေကြုံခဲ့ရတာလေးပါသပင်ကောက်ကောက်နဲ့အမျိုးသမီးနောက်ထပ်အကြောင်းအရာတစ်ခုကကျမအမျိုးသားနဲ့လက်ထပ်ပြီးကစားအိမ်ပြောင်းတော့ကြုံတွေ့ခဲ့ရတာပါငှားလိုက်တဲ့အိမ်ကအိတ်ခမ်းမပါတော့တန်တန်းနေနဲ့တန်းပြီးတော့လိုက်ကနေပဲအခန်းကန်းလိုက်ရပါတယ်တညကြတော့အိမ်နေရင်နဲ့ပေါင်လာကုတ်နေလို့ဆိုပြီးတော့ခြေရင်းကိုကြည့်လိုက်မိတယ်အဲ့ချိန်မှာကျမမြင်လိုက်ရတာလိုက်ကကြားရကနေပြီးတော့မျက်လုံးနှလုံးကပြေးထွက်သွားတာပါအဲ့ဒါနဲ့အမျိုးသားစီကိုအကြည့်ရောက်သွားတော့သူကချွေးစည်းတွေထွက်ပြီးတော့လှုံမရဖြစ်နေတယ်သူ့ကိုအတင်းဆွဲထူပြီးတော့ပြေးရည်တွေပါတိုက်လိုက်ရပါတယ်သူပြောပြတာကတော့သူအိတ်နေတဲ့အချိန်မှာသူ့ကိုတရားရောက်ကလာနိုးတယ်အဲ့နဲ့သူလည်းကြည့်လိုက်တော့သပင်ကောက်ကောက်နဲ့အမျိုးသမီးတယောက်ကသူ့ကိုမျက်လုံးပြူးပြီးတော့လာနိုးနေတာပါတဲ့အဲ့လိုဖြစ်ပြီးတော့သူလှုပ်လို့မရတော့လို့ရှိသမျှအားကုန်တုံးပြီးတော့ကျမကိုနိုးခဲ့တာပါလူသိရောက်လာလို့သူရှိချောင်းပြတာလို့ထင်ပါတယ်အဲ့တစ်ခေါက်တည်းလာပြပြီးတော့နောက်အိမ်ပြောင်းတဲ့အထိဘာမှထပ်ပြီးတော့မဖြစ်ခဲ့တော့ပါဘူးအဝိလန်းစင်ထက်ပိုရှည်တဲ့တရေဒါကတော့အခုနေနေတဲ့အခန်းမှာကြုံတွေ့ခဲ့ရတာပါတရက်အိမ်ုံ9 နာရီခွဲလောက်ပြန်ရောက်ခဲ့တယ်အဲ့မှာကျမကတော့ကင်ပြီးတော့အရင်တက်လာခဲ့တယ်ကျမအမျိုးသားကနောက်ကနေလိုက်ပြီးတော့တက်ခဲ့ပါတယ်အဲ့လိုနဲ့ကျမတို့အခန်းကိုပြန်ရောက်ဖို့လေကား3 ထစ်လောက်အလိုမှာမျက်စောင်းထိုးမှာရှိတဲ့အဝိလန်းစင်ကိုလှမ်းကြည့်မိသွားပါတယ်အဲ့အဝိလန်းစင်ကနန်းရောင်ကက်ပြီးတော့ထားတဲ့အဝိလန်းစင်အဲ့အဝိလန်းစင်ရဲ့နောက်မှာအဲ့စင်ထက်တော်တော်လေးကိုမြင်တဲ့လူကြီးတယောက်ကမတ်တက်ရက်နေတာကိုတွေ့လဲရပါတယ်သူကအဲ့စင်ထဲကိုဝင်ပြီးတော့ရက်နေတယ်လို့မျိုးပါအင်ကြီးအဖြူကိုဝတ်ထားပြီးမြဲတကူလုံးကတော့မဲနေတယ်အမျိုးသားကလည်းအဲ့ဒီယာယီကိုမြင်ပြီးတော့အော်လိုက်ပါတယ်ကျမလည်းတော့မြန်ဖွင့်ပြီးတော့အိမ်ထဲကိုဝင်ခဲ့လိုက်တယ်တခိုးလားဆိုတော့လေအဲ့အဝိလန်းစင်မှာလူကတ်နေလို့ရှိရင်တိတာပါတယ်နောက်ပြီးတော့သူ့ရဲ့ရက်ကအဝိလန်းစင်ကိုကြော်ပြီးတော့
ခေါင်မိုးနာအထီကိုတော့ကက်နေတာပါရန်နေလောက်ကြာတော့မှကျမလည်းအဲ့ဒီခန်းကိုသတိပေးလိုက်ပါတယ်အဲ့နောက်ပိုင်းတော့သူတို့လည်းညဘက်ကိုအပြင်မှာအဝင်မလန်းတော့ပါဘူးအိမ်မဆန်းကျမတိတက်ဆအရွယ်တော့မက်ခဲ့တဲ့အိမ်မက်တစ်ခုပါအိမ်မက်ထဲမှာကျမနိုင်ငံခြားသူတွေလိုမျိုးသပင်းအနီရောင်ဆိုးထားပြီးတော့ကျစ်ဆန်ပြီးကျစ်ထားတယ်အဝါရောင်ခေါင်းဝင်ပေါ်မှာတေးရွက်စိမ်းလေးတွေရှိတဲ့အင်ဂျီလေးဝတ်ထားပါတယ်ကျမလက်မှာလည်းလက်အိပ်ဖြူအောင်လေးကိုစွတ်ထားတယ်ဒါကတော့ကိုပြန်ပြီးတော့မြင်ရတဲ့ပုံစံပါကျမစိတ်ကန်းထဲမှာရှိနေပြီးတော့စိတ်ကန်းကတ်ထားတဲ့တင်မောကြီးပေါ်ကနေကပတိန်ဝတ်စုံဝတ်ထားတဲ့သူကသူ့အမားအတွက်တောင်းပန်ပါတယ်ဆိုတာကိုပဲထက်ကတလဲလဲပြောနေပါတယ်အထူးဆန်းတာအဲ့နေရအဲ့တပုံစံလေးကိုပဲထက်ကတလဲလဲမှတ်နေရပါအဲ့အိမ်မက်မပြီးလို့ရှိရင်လည်းအမြဲတမ်းငိုပြီးတော့နိုးလာခဲ့တယ်အဲ့အိမ်မက်တစ်ခုတည်းကိုပဲတစ်နှစ်ခြားတစ်ခါလောက်16နှစ်ရောက်တဲ့အထိကိုမှတ်ခဲ့တာပါအဲ့အိမ်မက်ကို10ရက်နှစ်ကဂိုက်ဆရာမကိုပြောပြတော့ဆရာမအတိတ်ဘဝတစ်ခုခုကဖြစ်ခဲ့တာနေမှာပါဆိုပြီးတော့ပြောပါတယ်အနံ့ပေးတဲ့တည်ရဲ့နောက်ဆုံးအကြောင်းအရာလေးတစ်ခုကကျမရဲ့အတိအမတယောက်ကကျမတို့တိုက်မှာရှိတဲ့သူ့မျိုးတွေစီကိုအမြဲတမ်းအလေလာလေးရှိပါတယ်သူ့အလေလာပြီးတော့အိမ်ပြန်လို့ရှိရင်လည်းလိုက်ပို့နေကြအတိအကိုတယောက်လေးရှိတယ်တရက်ကြတော့အဲ့အမကိုလိုက်ပို့ပြီးတော့ပြန်လာအဲ့ဒီကိုနဲ့ကျမလမ်းမှာတွေ့လို့လမ်းကြုံလိုက်လာခဲ့ပါတယ်အဲ့လိုနဲ့နေအိမ်နေမရှိတဲ့နေရာကိုဖြတ်အလာမှာအမွှေးနဲ့တမျိုးရပါတယ်အနံ့ကအိန္ဒိယဘက်ကလာတဲ့အမွှေးတိုင်အနံ့မျိုးပါကျမကအဲ့ဒီယာယီနဲ့ကြုံနေကြဆိုတော့မကောင်းမဲချက်ချင်းသိပါတယ်အနံ့ကခဏလေးရတာမဟုတ်ဘဲနဲ့ကားစီကိုတောက်လျှောက်ပါလာနေတာပါအဲ့ဒါနဲ့ကြက်သိန်းတွေထားလာပြီးတော့အဲ့ဒီကိုမေးလိုက်တယ်အကိုအနံ့ရလားပေါ့သူကလည်းရတယ်တဲ့နောက်တော်တော်လေးဝူးဝေးရောက်တော့မှအနံ့ကပြေသွားခဲ့ပါတယ်အဲ့လိုရပြီးတော့မကြခင်ကျမ15ရက်လောက်ခီးသွားပြီးတော့ပြန်လာတဲ့အချိန်မှာအဲ့ဒီကိုကပြောပြတယ်ကျမတို့တိုက်စီကိုလာနေကြအမကတနေ့သူ့မျိုးရီစီကိုလာရင်းနဲ့တရေပူးခံရပါတယ်သူ့ဘယ်နှခုနှစ်ကသေးတယ်အမျှလိုချင်တယ်ပြောလို့ဆိုပြီးတော့နားလေတဲ့သူတွေခေါ်ပြီးတော့ထုတ်လိုက်ရတယ်လို့ဆိုတယ်ကျမကတော့အမွှေးနဲ့ပေးရင်းနဲ့ကပ်ပါလာရီလို့ထင်ပါတယ်ကျမတို့နောက်ကိုကပ်ပြီးတော့လိုက်တာမအောင်မြင်လို့အဲ့မနောက်ကိုလိုက်တယ်လို့ယူဆရတယ်ထူးဆန်းတာအမွှေးနဲ့ဆိုလို့ရှိရင်ကောင်းတဲ့အရာဆိုပေမဲ့အဲ့ဒီတုန်းကတော့ကိုယ်ကောင်းထဲမှာမကောင်းတဲ့အရာဆိုပြီးတော့ချက်ချင်းသိလိုက်ရပါတယ်အဲ့တော့ကျွန်တော်အခုဒီနံပါတ်6မှာတောက်လျှောက်ခေါင်းစဉ်အသေးလေးတွေနဲ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာတွေအကုန်လုံးကို content creator အမတယောက်ကနေပြီးတော့ကျွန်တော်ဆက်သွယ်ပေးပို့ထားပါတယ်ဒါပေမဲ့သူအနေနဲ့အကြောင်းဒီအဲ့လိုမျိုးပေါ့နော်နာမည်ဖော်ပြလို့အဆင်မပြေတဲ့အကြောင်းလေးရှိမယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့လေနာမည်တော့မဖော်ပြပါနဲ့ဆိုလို့ကျွန်တော်ဒီတိုင်းပဲတင်ဆက်ပေးလိုက်ပါတယ်ခုလိုမျိုးအကြောင်းအရာလေးကိုပြပို့ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီအမတင်တဲ့ဗီဒီယိုတွေဆိုလို့ရှိရင်လည်းကျွန်တော်အမြဲတမ်းနားထောင်ဖြစ်ပါတယ်ကျွန်တော်နာမည်ကတော်တော်မင်းဆက်ပါအိမ်နာမည်ကတော့ဂျူဂျူးလို့ခေါ်ပါတယ်ကျွန်တော်အသက်12နှစ်မှာဖြစ်ပျက်ခဲ့တာပါကျွန်တော်တို့ကကော့တောင်းမှာနေပြီးကျောင်းပိတ်ရက်ရောက်တိုင်းထိုင်းနိုင်ငံရနောင်းမြို့မှာရှိတဲ့အဖိုးစီတွားနေလေးရှိပါတယ်ကျွန်တော်အဖိုးကငါးပကင်ထုတ်တဲ့နေရာမှာညာဘက်အလုပ်လုပ်ရပါတယ်အလုပ်ကငါးလှေတွေကိုစောင့်ရတာပါငါးလှေတွေစိုက်တဲ့နေရာရဲ့အနောက်ခက်လန်းလန်းမှာအခန်းလိုမျိုးတဲလေးတွေ20လောက်ရှိပါတယ်အဖိုးကအဲ့ဒီနေရာမှာနေပြီးလှေတွေကိုစောင့်ပါတယ်အဲ့ဒီကနေ9မိနစ်လောက်လမ်းလျှောက်ရင်ကျွန်တော်တို့နေတဲ့နေရာကိုရောက်ပါတယ်ကျွန်တော်တို့နေတဲ့နေရာကကျွန်းပေါ်ဆိုတော့အိမ်ခန်းတွဲပတ်လည်မှာတောကြီးရဲ့ပင်20အမြင့်ရှိတဲ့ရေလောင်ကန်ကြီးတစ်ခုရှိပါတယ်ကျွန်တော်တို့အိမ်တန်းများပုံစံကအခန်း8ခန်းကိုအရှိလိုက်တန်းပြီးစောက်ထားပါတယ်ညာဘက်ခွေးတို့ဖွတ်တို့မဝင်နိုင်အောင်ငါးဖမ်းပိုက်ကွန်တွေနဲ့အိမ်တန်းရပတ်လည်ကိုကာထားပါတယ်အိမ်တန်းရ8ခန်းမှာ2ခန်းပဲလူနေပါတယ်ပထမဆုံးအခန်းကကျွန်တော်တို့နေပြီးတတိယအခန်းမှာတခြားမိသားစုတစုနေကြပါတယ်ဒုတိယအခန်းနဲ့ကျန်တဲ့အခန်းတွေကဘယ်သူမှမနေကြတော့ပစ္စည်းထားတဲ့အခန်းအနေနဲ့ပဲသုံးပါတယ်ခါတိုင်းနေ့တွေဆိုကျွန်တော်အဖွားနဲ့ကျွန်တော်အိတ်နေကြပါအဲ့ဒီနေ့ကဖြစ်ချင်တော့ကျွန်တော်အဖွားရဲ့ညီမကအသေးအတန်ဖြစ်လို့ကော့တောင်းကစေးရုံကိုကျွန်တော်တောင်ခေါ်ချိန်မရပဲချက်ချင်းပြန်သွားရပါတယ်အဲ့ဒီညကအဖိုးကကျွန်တော်နဲ့ည8နာရီလောက်အထိပဲအတူတူအိတ်ပေးခဲ့ပါတယ်ကျွန်တော်တရေနိုးလာတော့အဖိုးကအလုံသွားပြီကျွန်တော်လည်းနာရီကိုဓမီနဲ့ထိုးကြည့်တော့တနာရီရှိနေပါပြီကျုံးမမှာနေတာဆိုတော့မီးလည်းမရှိတော့အမောင်နဲ့ကျွန်တော်တယောက်တည်းစိတ်မလုံမလဲဖြစ်လာပါတယ်အဲ့ဒါနဲ့တခန်းချော်ကမိသားစုကိုတွားနှုတ်ပြီးအဖိုးစီလိုက်ဖို့ခိုင်းမှုဆုံးဖြတ်ခဲ့ပါတယ်ကျွန်တော်တကားဖွင့်ဖို့တကားနာရောက်တော့အဖိုးကကျွန်တော်တယောက်တည်းမလို့အပြင်ကတစ်သားချောင်းလေးနဲ့တကားကိုပိတ်သွားခဲ့ပါတယ်ကျွန်တော်လည်းခက်ခဲနဲ့တကားဖွင့်ပြီးအပြင်ရောက်တော့မှောင်မဲနေပါတယ်ကျွန်တော်ဓမီရလာတဲ့အလင်းရောင်တစ်ခုပဲရှိပါတယ်အဲ့လိုနဲ့ကျွန်တော်အဲ့ဒီမိသားစုကိုတွားနှုတ်တော့ဘယ်သူမှမနှိုးကြပါဘူးကျွန်တော်အတန်တူတူနဲ့ပဲခေါ်တာလဲပါမှာပေါ့အဲ့ဒါနဲ့ကျွန်တော်လဲစက်မနှိုးတော့ပဲအိမ်ပြန်လာပြီးအိမ်ရှိကပကတ်မှာထိုင်တယောက်ယောက်များနိုးလာမလားလို့စောင့်နေခဲ့ပါတယ်ပြန်အိပ်ဖို့ကလည်းတယောက်တည်းမလို့ဘလို့မှမအိပ်ရတော့ပါဘူး
အဖိုးစီတယောက်တည်းသွားဖို့ကြတော့လေတော်လန်နဲ့တော်လန်ဘေးကဂိုးရောင်အပြက်ကြီးကိုဖြတ်ဖို့ကျွန်တော်မှတတ်တိမရှိပါဘူးအဲ့လိုနဲ့ထိုင်နေရင်တန်းရအနောက်ဘက်ကရေလောင်ကန်ကနေစကားပြောတန်နေတစတစကြားလာရတယ်ကျွန်တော်လည်းညဘက်ကနန်းလာနှိုက်တဲ့သူတွေပါဆိုပြီးဖြည့်တွေးနေတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်နာမည်ကိုခေါ်တန်ကြားလိုက်ရတယ်ဂျူဂျူနဲ့ခေါ်နေတာပါအတန်ကကျွန်တော်အဖွားအတန်နဲ့အတော်လေးကိုတူပါတယ်တစ်ခါနှစ်ခါခေါ်နေရလဲမဟုတ်ပဲခဏခဏကိုခေါ်နေပြီးမရက်သွားပါဘူးကျွန်တော်လည်းစက်သိန်းနေထလာပြီးမတက်ပါရက်မိလျက်သားဖြစ်သွားတယ်အဖွားကကော့တောင်းမှရှိနေပြီးရနောင်းုံညတွင်းချင်းပြန်လာဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးကျွန်တော်တေချာနားထောင်ကြည့်တော့အတန်ကအစွန်ဆုံးတန်းရကလာနေတဲ့အတန်ပါကျွန်တော်အဲ့ဒီအချိန်လှုပ်လို့မရပဲသေလောက်အောင်ကြောက်နေတာပါနောက်ကျွန်တော်အဲ့ဒီဘက်ခန်းကိုမကြည့်ပဲမနေနိုင်ဖြစ်နေတယ်ကျွန်တော်ကြည့်လေအမောင်တူကြီးကပိုပြီးကြီးလာတယ်လို့ခံစားရပါတယ်ကျွန်တော်ကိုခေါ်နေတဲ့အတန်လည်းရက်တက်မသွားပဲဇက်တိုက်ကိုခေါ်နေတာပါကျွန်တော်ဓမီကလာတဲ့အလင်းရောင်နဲ့အဲ့ဒီအခန်းကနေလူတယောက်ရက်နေတာကိုဝိုးတိုးဝါတာမြင်နေရပါတယ်အဲ့ဒီအချိန်ကျွန်တော်ခေါင်းထဲဝင်လာတာအဖိုးစီကိုပြေးဖို့ပါပဲဒီအချိန်ကြီးဘယ်သူမှလည်းကျွန်တော်ကိုလာမကူညီနိုင်တယ်လို့ဘေးခန်းကမိသားစုကိုလည်းအကူအညီမတောင်းနိုင်တော့ပါဘူးကျွန်တော်တလက်မလေးတောင်မရွေ့ပဲအဲ့ဒီနေရာမှာအဲ့ဒီအရာကြီးကိုစိုက်ကြည့်နေမိတာပါကျွန်တော်ကြည့်နေရင်းနဲ့သူကတဖြည်းဖြည်းရွေ့လာပါတယ်ကျွန်တော်နားရောက်ဖို့9ပေလောက်အလိုမှာသူ့မျက်နှာကိုရှင်းရှင်းကြီးမြင်လိုက်ရတယ်မျက်နှာကလူလို့တောင်ပြောလို့မရပဲသွေးအားနည်းနေပြီးလူမမပုံစံကိုမှဘယ်အရာမှတောင့်တင်မနေပဲရွှွနေလို့ပျော့ပြဲပြီးတွဲချနေတာဟုတ်ပါအဲ့ဒီအချိန်မှာကျွန်တော်လည်းအသိစိတ်ဝင်လာပြီးဘာမှမတွေးနိုင်ပဲအဖိုးစီအသက်ကုန်ပြေးပါတယ်အဖိုးစီရောက်ရောကျွန်တော်ဘာမှမပြောနိုင်ပဲအယုတ်ကျိုးပြက်ကျသွားတယ်ဓမီရောဖက်နှက်ရောဘာမှပါမလာခဲ့ပါဘူးဒါကတော့ကျွန်တော်ငယ်ငယ်တုန်းကကြုံတွေ့ခဲ့ရတာလေးပါနောက်ထပ်ကြုံတွေ့ခဲ့ရတာလေးကိုလည်းပြောပြဖို့ရှိပါသေးတယ်အမြဲတမ်းလည်းအားပေးနေပါတယ်ပြောကြကကျမဆိုးကခါ